ကျွန်တော်မာဂျင်နဲ့ကျွန်တော်တို့ဒီအမေရိကမှာနေတဲ့မိဘတွေကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်တို့ရဲ့ now generation ကလေးတွေကိုကျွန်တော်တို့ချင်းတွေရဲ့ delay တွေကိုမတင်ပြနိုင်ရင်တောင်မှကျွန်တော်တို့အိမ်မှာချင်းလူပြောပေးပါချင်းစကားတင်ပေးပါလို့ကျွန်တော်အဓိကမှာချင်းတယ်ကျွန်တော်ချင်းတွေရဲ့ဘာသာစကားနဲ့ချင်းစာမရှိရင်ကျွန်တော်တို့လူမျိုးဟိုမရောက်ဒီမရောက်ပေါ့အင်္ဂလိပ်လည်းမဟုတ်ဘူးဗမာလည်းမဟုတ်ဘူးချင်းလည်းမဟုတ်ဘူးဖြစ်သွားလိမ့်မယ်ကျွန်တော်တို့ဒီအမေရိကမှာရှိတဲ့ကျွန်တော်မိဘအတိုင်းနောက်ကျွန်တော်တို့ရဲ့ပါစတာကြီးကျွန်တော်အထူးတောင်းဆိုစီလေကျွန်တော်တို့လူမျိုးတွေမပြောက်အောင်ကျွန်တော်တို့ဘာသာစကားနဲ့ကျွန်တော်တို့ချင်းစာနဲ့ကျွန်တော်တို့ထိန်းရမယ်ကျွန်တော်ကလေးတွေကိုအိမ်မှာဖြစ်နိုင်ရင်အင်္ဂလိပ်လိုမပြောခိုင်းပါနဲ့ချင်းလိုပဲပြောခိုင်းပါကျွန်တော်တောင်းဆိုစီပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကလော့တု